အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တာဂီတာအဝိုင်းဒီတရားရှိတောင်ဖေရမြောက်ဘက်ဆောင်တက်မှာပြည်တော်ဟောနေတဲ့ဆရာထိုင်အောင်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတနင်္ဂနွေသားသမီးများအတွက်9ရက်6လနေပြီးတော့17ရက်6လအတွင်းတပတ်အတွင်းမှာကြုံတွေ့ရမယ်ကံကြမ္မာအကောင်းဆုံးများကိုတေရော့ကပ်ပြင်နမိတ်ပတ်ပြီးဟောကြားပေးမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးများဒီကာလမှာစက်တူလုပ်ငန်းလုပ်ဖို့ကြံစီနေတာတိုင်မနေတာတွေကြုံတွေ့ရတတ်တယ်ပြီးတော့ကိုကိစ္စတဲ့သူများကိစ္စကိုလိုက်လံကူညီဆောင်ရွက်ပေးနေရတဲ့အခြေအနေကပိုများနေတဲ့ကာလလည်းဖြစ်ပါတယ်လက်ရှိကိုယ့်ရဲ့ငွေကြီးအခြေအနေကတော့ကျွန်တော်တို့မြင့်ရနေပြီးတော့နေအောင်စီစဉ်သွားတဲ့သဘောပါပဲအဲ့တော့ကိုစုဆောင်းလာရရှင်ဒီကာလမှာဝေကုန်ကြေးကြတွေများနေမယ်ငွေကြီးဘယ်လောက်ပဲအဆင်ပြေဒီဘက်ထဲမှာတော့ငွေကြီးအနှဲငယ်ကျက်သွားတဲ့ကာလလည်းဖြစ်ပါတယ်တောက်ကြသားသမီးဗုဒ္ဓဘူးသားသမီးမိတ်ဆွေတို့အကြောင်းပြပြီးတော့အလောက်ကန်တွေတူတက်တဲ့အလောက်ကန်တွေပတ်သက်တဲ့လုပ်ငန်းပုံစံပြောင်းတာတို့ပေါ့နော်သူတို့နဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာတွေကြုံရတဲ့ကာလဖြစ်ပါတယ်ဗုဒ္ဓဘူးတောက်ကြသားသမီးရဲ့ကိုအတွက်တော့ဒီဘက်ထဲမှာမိတ်ဆွေကောင်းတွေဖြစ်ပါတယ်မိခင်ရှိမိခင်ကျမရဲ့ညတဲ့စေုံစီကလေးရောက်တဲ့နောက်နေရာထိုင်ခင်းနဲ့ပတ်သက်လာရင်တော့အပြောင်းအရွှေ့တွေရှိတယ်သားသမီးနဲ့ပတ်သက်လာရင်တော့ကလေးတွေကျမရဲ့ညတဲ့အထူးသဖြင့်သွားတို့ပါဇက်တို့နော်ဒုက္ခပေးတဲ့ကာလလည်းဖြစ်ပါတယ်နောက်ဒီကာလမှာတော့တနင်္ဂနွေသားသမီးတွေကတော့ရန်တို့အနှောက်အယှက်တို့ကျင်းနေတဲ့ကာလလည်းဖြစ်ပါတယ်ငယ်ရွယ်သူများဘုရားတော့ဒီကာလအတွင်းမှာရုတ်တရက်အိမ်တော်ကြတဲ့ကာလလည်းဖြစ်ပါတယ်အိမ်တော်ရှိများဘုရားတော့အိမ်တော်ကြီးမှာအဆင်မပြေပါဘူးအိမ်တော်ဘက်နဲ့အတူရုတ်တရက်လမ်းခွဲရတဲ့ကာလလည်းဖြစ်ပါတယ်ကျမ်းမာရေးအနေနဲ့ကတော့ဘိုက်ဒုက္ခပေးတတ်တယ်အထူးသဖြင့်ဦးပေါ့နော်အဲ့ဒါမျိုးဒုက္ခပေးတတ်တယ်ကိုယ့်ရဲ့အတွင်းကိုယ်တွေဟာကောင်းတာတွေရောဆိုးတာတွေရောနေတဲ့ကာလလည်းဖြစ်ပါတယ်အဲ့တော့ဘာသာရေးလုပ်တဲ့လူတွေအဋ္ဌိတံလုပ်တဲ့လူတွေအခုတော့ပိုပြီးသတိထားရမယ်ကာလတွေရှိဖြစ်ပါတယ်နော်အဲ့တော့ကိုဘာသာရေးလုပ်တဲ့အဋ္ဌိတံလုပ်တဲ့ဆိုရင်အပြည့်အနောက်ရက်တွေဝင်လာတဲ့ကာလလည်းဖြစ်ပါတယ်အလုပ်ကိစ္စနဲ့ပတ်သက်လာရင်တော့အမျိုးသမီးတို့ရဲ့အကူအညီရတတ်တယ်ပြီးတော့ကိုအလုပ်နဲ့ပတ်သက်ပြီးဖုံးဝယ်ထားတာရှင်ဒီကာလမှာပေါ်တတ်တယ်နောက်ဒီကာလစိတ်ထောင်းပြီးတော့ကိုကြည့်တဲ့ကာလလည်းဖြစ်ပါတယ်နော်အဲ့တော့ကိုတဲ့ကြီးတဲ့လူပဲဖြစ်ဖြစ်နော်အောက်လက်ငယ်သားပဲဖြစ်ကိုမှအခက်အခဲကြုံလာရင်ဘယ်သူကမှအားကိုးလို့မရပါဘူးခါးစီးခံမသားလည်းအဆင်ပြေမဲ့ကာလလည်းဖြစ်ပါတယ်ဝေးကြီးကတော့ရုတ်တရက်တစ်စေ6ခံရတယ်လို့မျိုးပဲနော်ဝေးကြီးနဲ့ပတ်သက်လာရင်တော့ကတွေကြုံရတတ်ပါတယ်ဝေးကြီးနဲ့ပတ်သက်ပြီးတော့ဥပင်းစရာတွေကြုံရတတ်ပါတယ်ဝေးကြီးဝင်လာမဲ့လမ်းကြောင်းပိတ်သွားတတ်ပါတယ်အဲ့တော့ကိုမှခက်ခဲနေတဲ့ခက်ခဲလေးတွေပြီးတော့သွားဖို့ကောင်းတာလေးတွေစင်ကဖြစ်လာဖို့အတွက်ကလေးတငယ်တွေကိုကျွန်တော်တို့ biscuit အဝိုင်းလေးတွေပေါ့နော်အဲ့ဒါလေးတွေဝေငှလူတန်းပြီးတော့ကျွေးပါကျွေးနေနေတဲ့ကိုမှခက်ခဲနေတဲ့ခက်ခဲတွေပြီးတော့ဖို့အတွက်ကိုဆူတောင်းပေးပါအဲ့လိုလုပ်လိုက်မယ်ဆိုရင်ကိုမှခက်ခဲတွေပြီးတော့ကောင်းကျိုးချမ်းသာများရရှိတော်မှာဖြစ်ပါတယ်ခင်ဗျာ